ဒီနေ့သင်တန်းလေးကတော့တိုင်းသူလေးကိုသင်ပေးရတဲ့သင်တန်းလေးပါရှင့်၄ဘာသာသင်ပါတယ်တဘာဝခေါင်းလျှော်ရည်ရေချိုးရှာဝါကော်လဂျင်ဆက်ပြအခဲဆက်ပြခရင်ဆိုပြီး၄ဘာသာလုံးကိုတခါနဲ့တက်တာပါရှင့်ဒါအခုဆိုလို့ရှိရင်ကော်လဂျင်ဆက်ပြအခဲကိုအနုစပြီးတော့ကမီကယ်ပိုင်းရှင်းပြပြီးစတင်လောင်းပေးနေပါတယ်အခုဒါအန်ဒီကိုတိုင်းကသူ့ဒါလက်တွေ့ပေါ့နော်တည်တည်ချာချာလေးလောင်းပြပါတယ်ရှင့်အခုအနုဒါလောင်းပြီးလို့ရှိရင်တို့ဒါကမီကယ်ဘိုင်းကိုပကံစေးအဝိရှော်ကိုအန်တို့တခါရှင်းပြပါတယ်ဟာတတိချာချာကမီကယ်လေးပြပြီးတော့ဖြော်ဆက်ပုံဖြော်ဆက်နီးစနစ်တခြားလေးတတိချာချာပြပေးပါတယ်ရှင့်အဲ့လိုပြပြီးတဲ့အခါမှာအန်တို့ထပ်ပြီးတော့ဟိုဆက်ပြခဲကော်လဂျင်ဆက်ပြခဲကိုပြန်လောင်းပါမယ်။ဘာလို့လဲဆိုအန်တို့ကဒီကမီကယ်ဘိုင်းတွေကိုရှင်းပြလိုက်ပြန်လောင်းလိုက်ဆိုပြီးတော့၃ခါလုပ်ပြပါတယ်။အန်တို့ဒါတိတိချာချာလေးပုံတော့တူးချင်းမို့လို့ကိုယ်တိုင်ပဲ၃ခါလုပ်သွားရပါတယ်ကော်လဂျင်ဆက်ပြအခဲကိုဒါကြောင့်မတက်မှလုံးဝပူစရာမလိုဘူးကိုယ်တိုင်ပဲလုပ်သွားရပါတယ်ရှင့်။အခုဆိုလို့ရှိရင်ရွှေဆက်ပြခဲဆန်ဆက်ပြခဲပြားစနစ်ဆက်ပြခဲဒီသူပိုတိုင်းလောင်းသွားပါတယ်အခုဆိုအဝတ်ပေါင်းတင်လျှော်မွေးဆိုလဲအန်တို့ free ပေါ့နော်ဗကန်စီအဝတ်လျှော်အဝတ်ပေါင်းတင်လျှော်မွေးကိုအန်တို့ဘဲတင်တန်းပြပြ free ပေးပါတယ်ဒီမှာ pH level စမ်းပုံစမ်းနီးစစ်ပုံစစ်နီးလေးတွေကိုအနုတခါတည်းကိုတင်ပေးပါတယ်စစ်ပြသမားဆိုရင်ကိုကဒါလေးတွေကိုစစ်တက်ပါတယ်ရှင့်ဒါ pH level ကိုစစ်ပြနေတာပါရှင့်အခုဆိုတာရေချိုးရှာပါပေါ့နော်ရေချိုးရှာမှာပါတဲ့ကမီကယ်တစ်ခုချင်းစီတိုင်းကိုအနုကိုထဲတဲ့ကမီကယ်ကိုတခုချင်းစီတိုင်းကိုအတူတသေးချာချာလေးတင်ပေးပါတယ်မြန်မာလူလည်းရေးပေးပါတယ်ရှင်အခုဆိုရေချိုးရှာအောင်သူကိုယ်တိုင်မဲ့တာမော်တာနဲ့တုံးတက်အောင်အတူမော်တာကင်မုံကင်နီးလေးအစတေချာတင်ပေးပါတယ်အခုဆိုတာရေသန့်နဲ့ရေချိန်ပြီးတော့အတူဒါရေချိုးရှာဝါစပြီးလက်တွေ့ဖြောပါမယ်ရှင်အတူဘယ်တင်တန်းမဲ့ဖြစ်ဖြစ်ကုံချမ်းကိုတဖုံစာပဲလုပ်ပေးပါတယ်ပြီးလို့ရှင်အားလုံးပြန်ပေးလိုက်ပါတယ်တင်တန်းကိုပေါ့နော်ရေချိုးရှာဝါဆိုတဲ့တဖုံစာပဲအားလုံး9လီတာထွက်ရင်9လီတာလုံးပြန်ပေးလိုက်ပါတယ်ရှင်ဆက်ပြခဲဆိုလဲဒီလိုပဲတဖုံစာပဲ18ခဲထွက်ရင်18ခဲလုံးပြန်ပေးပါတယ်ရှင်အခုဆိုလို့ရှိရင်ရေချိုးရှာဝါလေးကပြီးသွားပါပြီမော်တာလေးနဲ့ကိုရောင်းမလေးနဲ့ကိုစနစ်တခြားကိုယ်တိုင်ဖြောဆက်သွားရပါတယ်ရှင်ဒါတဖုံစာလုံးကိုပါအခုတဘာဝခေါင်းလျှော်ယူအနုဒါအရွက်ကလေးတွေပေါ့နော်ပြုတ်ရည်လုပ်ဖို့ကတခုချင်းစင်ရှင်းပြပါတယ်ဒီအကုန်လုံးလှိဖြတ်ပုံလှိဖြတ်နီးလေးကအစဒီချာချာလေးရှင်းပြပေးပါတယ်ရှင့်သူရဲ့အသုံးဝင်ပုံလေးကိုလည်းအနုရှင်းပြပေးပါတယ်တဘာခေါင်းလျှော်ရည်ပြုတ်ရည်ပြီးတော့အခုဆိုလို့ရှိရင်ခရင်ပေါ့နော်ဆက်ပြခရင်မှာပါဝင်တဲ့ပစ္စည်းတွေကိုလည်းအနုကမီကယ်ဘိုင်းတခုချင်းစီကိုရှင်းပြပြီးတော့သူကိုယ်တိုင်မဲ့တာမှွေပါမယ်ဆက်ပြခရင်ဆိုလို့ရှိရင်အတို့ဒါပင်မမှာတဲ့တတိချာချာလေးကိုဒီမော်တာလေးနဲ့လုပ်ပြီးညက်ဤနေအောင်အတို့တေချာမှွေပေးပါတယ်ရှင့်အခုအားလုံးကိုပြန်ထည့်ပေးလိုက်ပါတယ်၄ပိတ်တာထွက်ရင်၄ပိတ်တာလုံးပြန်ထည့်ပေးလိုက်ပါတယ်ရေချိုးရှာဝါဆိုရင်လည်း9လီတာလုံးပြန်